good doing ရွှေဦး တယောက်သေးလား ဘာကိစ္စ shooting မရှိဘူးလား ရှူတင် อืม အဲ့တော့မင်းရောပွဲမရှိဘူးလား ကျွန်တော်ဟိုတနေ့ကမပြန်လာလား အေးငါရှူတင်လည်းတနေ့ကမှနားတာလी တိုက်ဆိုင်လိုက်လား တိုက်ဆိုင်နိုင်မယ်မင်းလည်းဟဲ့တိုက်ဆိုင်မင်းဘာလာလောက်တာလဲ ဟောဘာမှမဟုတ်ဘူးကျွန်တော်လည်းအိမ်မှာနေတော်တော်ပြင်းနေလို့မင်းကြလေးရှိလာကြည့်လာခဲ့ နေနေ အကိုလက်ဒီမှာရှိနေဘာမင်း ဟောလေအခုရပိုင်းကြီးကျွန်တော်ချီပေါ်ဝါးကြီးရာနေ ဩခြေပေါ်ရတယ်ဆိုတာအဲ့ဒါခီးထွက်ရတယ်နော်ခီးပိုင်သွားရတယ်လိုင်းမများသွားရတယ်အဲ့ခြေပေါ်ရတာ ဟုတ်လားဟုတ်မယ်ထင်တယ်ဗျလက်ဖက်တစ်ပတ်ခါဆိုကျွန်တော်ပွဲသွားတော့ ဒီဘောအဲ့ဒါတိုက်ဆိုင်တာမတွေ့လားအဲ့ဒါငါပြောမှန်တယ်မလား ဟုတ်တယ်ဟောလေနောက်ကျလက်ပွားကြီးလေရတယ်ဘာဖြစ်လဲ လက်ပေါ်ရတာပတ်စံရတယ်ကွာငွေဝင်တယ်ကွာမင်းဒါလေးတော့မသိဘူးလား ငွေဝင်နေဟုတ်ရဲ့ဗျ ဟုတ်လို့ ဟိုတလောကကျွန်တော်ထီပေါက်တယ် ဩလက်ပေါ်ရလို့ ဟုတ်တယ်လက်ပွားရလို့အဲကြောင့်ပတ်စံဝင်တယ်တိုက်ဆိုင်တာပဲလား ဒါပေါ့ အဲဆိုလို့ရှိရင်လေဟောလေလိုင်းပေါ်မှာလေပြောနေတဲ့ဖင်ရတယ်ဆိုတာဟော ဖင်ရတာကိုသိကြတာ သိကြလို့ ဟဲ့မှတ်ထားယောက်ျားဖြစ်မိန်းမဖြစ်ဖင်ရပြီဆိုလေမိန်းမဆိုရင်ယောက်ျားရနော်ယောက်ျားဆိုရင်လင်ရအခုမင်းငါ့ကိုမေးတာမင်းဖင်ရပြီမေးတာမလားဟုတ်တယ်မလား မဟုတ်ပါဘူးသိကြလို့မေးတာပါသိရတယ်မှတ်ထားလိုက်နော်တကယ်ပဲမိန်းမဖြစ်လင်ရတယ် လင်ရတယ် နော်ဘာဝင်တက်လေလင်ရတယ် လင်ရတယ် ဟုတ်ပြီနော် ယောက်ျားချင်းလည်းရတာပဲ ရတယ်အဲဖင်ရညာကြီးလိုက် မရဘူး အေးဟုတ်လား သိကြလို့ သိမလား သိပြီ ဟဲ့နေတိုင်းပြင်မသွားနာပဲကျလေးမလည်းအိမ်မှာနေရော မနေချင်ပါဘူး လောက်ရတယ်ဆိုတော့ကောင်မဖင်ရနေတယ် ဟဲ့အခုညီမဖင်ရနေတာ အေးဟုတ်တယ်ဖင်ရဟောအဖြတ်ထိုးလိုက်မယ်နော် အားလေ တီးဦးလေဘာမှဖင်ရတယ်ဆိုလို့ နေအောင်သွားလိုက်တော့ဟဲ့ငါညမရှိလို့နော်မင်းကဆဲကျင်တာပါစက်ကိုရာနာတဲ့လား အော်အခုကြတော့ဗဇက်ရတာလား ဟုတ်တယ်ဟာအော်ဖေလမကားတရောင်းစား